မင်္ဂလာခင်ဗျာဒီနေ့ကျွန်တော်ပို့ချပေးမယ့်သင်ခန်းစာကတော့ကီးဘုတ်ပေါ်မှာရှိတဲ့အနက်ခလုတ်တွေအကြောင်းဖြစ်ပါတယ်အနက်ခလုတ်တွေကိုဘယ်လိုခေါ်သလဲဆိုတာကိုအခုမှစတင်တဲ့ beginner တွေအတွက်ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီခလုတ်ဒါဒီ middle C ထက်ကက်ရက် C နဲ့ကက်ရက်ကလေးကအနက်ခလုတ်ကိုကျွန်တော်တို့က C sharp လို့ခေါ်ပါတယ်sharp ဆိုတာကတော့နော်အတန်တဝက်မြင့်တယ်လို့အဓိပ္ပာယ်ရပါတယ် C sharp ဆိုတာ C ထက်ဒီ C sharp ဒီ C ထက်အတန်တဝက်မြင့်တယ်လို့အဓိပ္ပာယ်ရပါတယ်ဒီ C sharp အနက်ခလုတ်ဒီ C ခလုတ်ထက်အတန်တဝက်မြင့်တယ်လို့အဓိပ္ပာယ်ရပါတယ်ဒါက D နက်ခလုတ်ဒီနက်ကရဲ့ခလုတ်ကိုကျွန်တော်တို့က D sharp လို့ခေါ်ပါတယ်အဲ့တော့ D sharp ဒီ D ထက်အတန်တဝက်မြင့်တယ်လို့အဓိပ္ပာယ်ရပါတယ်ဒါ F ဒါဒီ F sharp ဒါ G sharp A sharp လို့သတ်မှတ်ထားပါတယ် sharp ဆိုတာကကျွန်တော်တို့မှတ်ထားမှာအတန်တဝက်မြင့်တယ်လို့အဓိပ္ပာယ်ရခြင်းဖြစ်ပါတယ်နောက်တစ်ခု sharp ရဲ့ပြောင်းပြန် flat ဒါ B နော် B ရဲ့ကရဲ့ကလေးကခလုတ်ဘယ်ဘက်ကရဲ့ကလေးကခလုတ်ကို B flat လို့ခေါ်ပါတယ် flat ဆိုတာကတော့အတန်တဝက်နှိမ့်တယ်လို့အဓိပ္ပာယ်ရပါတယ် B flat A နောက်ပြီးတော့ A နဲ့ဘယ်ဘက်ကရဲ့ကခလုတ်ကို A flat လို့ခေါ်ပါတယ်ဒါ G flat E flat D flat လို့သတ်မှတ်ထားပါတယ်အဲ့တော့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင် C ကနေကြည့်ရင်ဒီခလုတ်ဒီ C sharp D ကနေကြည့်ရင်ဒါဒီ D flat အဲ့တော့ C sharp နဲ့ D flat ဒီအတူတူပဲဖြစ်ပါတယ်ဒီခလုတ်ကိုကြည့်မယ်ဆိုလို့ရှိရင် D ကနေကြည့်ရင် D sharp E ကနေကြည့်ရင် E flat D sharp နဲ့ E flat ဒီအတူတူပဲဖြစ်ပါတယ်အခုဒီခလုတ်ဒီ F sharp G flat F ကနေကြည့်ရင် F sharp G ကနေကြည့်ရင် G flat ဒီခလုတ်ဒီ G ကနေကြည့်ရင် G sharp A ကနေကြည့်ရင် A flat နော်ဒီခလုတ်ဒီ A ကနေကြည့်ရင် A sharp B ကနေကြည့်ရင် B flat ဖြစ်ပါတယ်အဲ့လိုအခေါ်အဝေါ်ပဲ꿰တယ်ခလုတ်လည်းအတူတူပဲအတန်လည်းအတူတူပဲဖြစ်တာကိုကျွန်တော်တို့ anharmonic equivalent လို့ခေါ်ပါတယ် anharmonic equivalent ဆိုတာကခလုတ်အတူတူပဲအခေါ်အဝေါ်ပဲ꿰ပြခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ E နဲ့ F ကြားမှာအနက်ခလုတ်မရှိဘူးအဲ့တော့ E sharp ဆိုလို့ရှိရင် F ဖြစ်ပါတယ် F flat ဆိုလို့ရှိရင် E ဖြစ်ပါတယ်နောက်တစ်ခုက B နဲ့ C ကြားမှာလည်းအနက်ခလုတ်မရှိဘူးအဲ့တော့ B sharp ဆိုရင် C ဖြစ်ပြီးတော့မှ C flat ဆိုလို့ရှိရင် B ဖြစ်ပါတယ်နော်အလွယ်တကူမှတ်သားနိုင်တာကတော့ဘယ်ကက်ရဲ့ခလုတ်နှစ်ခုမဆိုကက်ရဲ့ခလုတ်ဒီ F နဲ့ F sharp G နဲ့ G sharp A နဲ့ A sharp ဘယ်ကက်ရဲ့ခလုတ်နှစ်ခုမဆိုသူတို့ရဲ့ interval အကွာဝေးသည်နော်စီမီတုံးသို့မဟုတ် half တုံးပဲကွာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ